အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေခြင်းတဲ့အကြောင်းအရာတော့ပထဝီနိုင်ငံရေးအရာအရေးပါတဲ့အာသာချက်တွေကိုအသုံးပြုပြီးတော့နိုင်ငံတည်ငြိမ်ရေးအတွက်ဒီနိုင်ငံရေးအပြောင်းအလဲတွေဒါဖော်ဆောင်နိုင်ဖို့ဒါအရေးပါမှုတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်တချို့ကိုဒါမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ပထဝီနိုင်ငံရေးအရာဒီအရေးပါလာခြင်းနဲ့အတူမြန်မာနိုင်ငံမှာလည်းနိုင်ငံရေးရာသူတို့အပြောင်းအလဲတစ်ခုဖြစ်ဖို့ဒါအစပြိုးနေပြီလို့ဒါပြောရမှာဖြစ်ပါတယ်။ဘာကြောင့်အခုလိုမျိုးဒါပြောရတာလဲဆိုလို့ရှိရင်တလောလုံးကဒါတည်ရန်ချင်းမျိုးမှာကျင်းပခဲ့တဲ့ SCO အစည်းအဝေးကနေတဆင့်မြန်မာနိုင်ငံရဲ့ဒါ geopolitical ရဒီအရေးပါမှုကိုဒါအိန္ဒိယနဲ့ဒါတရုတ်ကဒါအလေးထားနေပြီဆိုတဲ့အချက်ကိုဒါထင်ထင်ရှားရှားတွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်။အဲ့ဒီမှာပဲဒီတရုတ်နိုင်ငံကနေဒီကမ်ပိုက်တီနဲ့ဒီမြကြီးနားကိုဖြတ်ပြီးတော့ဒီလိုလမ်းမကြီးကိုဒါဖြတ်ကျော်မဲ့လမ်းကြောင်းတစ်ကြီးကဒီတရုတ်အပြင်မြန်မာတွေရဲ့ဒါစီးပွားရေးနဲ့အကုန်စီပို့ဆောင်ရေးအတွက်ဒီဘယ်လောက်တောင်ဒါအရေးပါလိုက်မလဲဆိုတာကိုလည်းဒါတွေးကြည့်ရုံနဲ့တင်ဒါရန်ကိုဒါစိတ်ဝင်စားဖို့ဒါကောင်းနေပြီပဲဖြစ်ပါတယ်အဲ့တော့ဒီခင်ဗျားတို့အနေနဲ့ဒီကမ္ဘာမြေပုံကိုဒါတခြားကြည့်အဲ့ဒီမှာဒီပထဝီနိုင်ငံရေးအရာကြည့်ရင်ဒါတရုတ်ရဲ့ဒါပင်လယ်ထွက်ပေါက်ကဒါများဆဆမရှိဘူးဒါအရှေ့ဘက်မှာဆိုရင်ဒါထိုင်ဝမ်ဒါတောင်ကိုရီးယားနဲ့ဒါဂျပန်ရှိမယ်ပြီးရင်ဒါဒေသအတွင်းနိုင်ငံတွေဖြစ်ပြီးတော့ဒီပိုင်နယ်နယ်မြေဒါအငင်းပွားနေကြဆဲဖြစ်တဲ့ဒီဖိလစ်ပိုင်ထိုင်ဝမ်အရေးမှာဒါအချင်းမျိုးဒါပိတ်သွားနိုင်တယ်ဒါမလကာရေလက်ကြားရှိမယ်ဆိုတော့ဒီနေသားမှာဒါစိတ်ချယုံကြည်ရတဲ့ဒါတရုတ်အတွက်ကတော့ဒီမှာနိုင်ငံကဒီလုံးဝဒါမိခိုအားထားစရာကောင်းတဲ့ဒေသတစ်ခုဒါဖြစ်နေတာကိုဒါတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီအိန္ဒိယအစိုးရရဲ့ဒါအိန္ဒိယနိုင်ငံဒါအရှေ့မြောက်ပိုင်းပြည်နယ်တွေအတွက်ဒီပထဝီစီးပွားရေးနဲ့ဒီပထဝီနိုင်ငံရေးဆိုင်ရာဒါစင်ကုန်မှုတွေကိုဒါဖြည့်ရှင်းဖို့ရည်ရွယ်ထားတဲ့ဒါကလရန်ဘက်ဆုံဒါပြည်ပို့ဆောင်ရေးစီမံကိန်းဒါ KMTTP ဆိုရင်အိန္ဒိယအတွက်ဒါဘလောက်အရေးပါမလဲပေါ့လေအဲ့တော့ဒီအိန္ဒိယတိုက်ငယ်ရဲ့ဒါပိုင်းခြားဒါကန့်သက်မှုတွေအပြင်ဒါအိန္ဒိချင်းဒါတရုတ်နိုင်ငံနဲ့နေဆက်တင်းမာမှုတွေကြောင့်အရှေ့မြောက်ပိုင်းပြည်နယ်တွေရဲ့ဒါအနေအထားဟာဒါကုန်းတွင်းပိတ်ဒါအထီးကျန်ဖြစ်နေတာလည်းဒါတနေ့တခြားပေါ်လွန်နေတာဖြစ်ပါတယ်နီပေါနဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဒါစလက်ဂူရီဒါဇင်းကြံကိုဒါဖြတ်တန်းပြီးတော့ဒီအရှေ့မြောက်ပိုင်းပြည်နယ်တွေနဲ့ဒါကုန်းဘုတ်ကုန်းယူဒါလုပ်နေရတဲ့ကိစ္စဟာဒါအိန္ဒိယအစိုးရအတွက်ဒါဈေးစကဒါအရန်ကိုဒါကြီးမားနေတာဖြစ်ပါတယ်တည်ရှိနေပုံဒါပုံစံအရာဒါကြက်လေပင်လို့ဒါလောင်ပြောင်ပြီးတော့ဒါခေါ်ဆိုနေကြတဲ့ဇင်းကြံလမ်းကိုအားကိုးပြီးတော့ဒါတင်ပို့နေရတဲ့အတွက်ဒါအိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ဒါပင်လယ်ပြင်အဝင်အထွက်ဒါပြုလုပ်နိုင်မဲ့ဒီအစားထိုးလမ်းကြောင်းအဖြစ်နဲ့ဒါကလဒန်စီမံကိန်းတည်ရှိတဲ့မြန်မာနိုင်ငံရဲ့ဒါ geopolitical အနေအထားဟာဒါအိန္ဒိယအတွက်လည်းဒါဘယ်လောက်တောင်အရေးပါမလဲဆိုတာကိုဒါစဉ်းစားကြည့်လို့ဒါရတယ်ပေါ့လေဆိုတော့ဒီနောက်တစ်ချက်ကဒီမမမြေရှားတပ်တုတွေကိုဒါအမေရိကန်ကဒါမျက်စိကျနေတဲ့အချိန်မှာဒီ GUAD လို့ခေါ်တဲ့ပေါ့လေဒါဖွဲ့အုပ်စုရဲ့ဒါအဖွဲ့ဝင်ဖြစ်တဲ့ဒါအိန္ဒိယနဲ့လည်းဒါအရင်းမြစ်ပြုတ်ပြင်ရေးတွေနဲ့တန့်စင်ထားတဲ့မြေရှားတပ်တုတွေကိုဒါအမေရိကန်ကိုဒါတင်ပို့နိုင်ရေးအတွက်ဒီဂျားခံအဖြစ်ပေါ့လေဒါဆောင်ရွက်နိုင်ဖို့အတွက်လည်းဒါစိတ်ဝင်စားလာတာဖြစ်ပါတယ်တကယ်သာဖြစ်လာခဲ့မယ်ဆိုရင်ဒီမြန်မာရဲ့ဒါမြေရှားတပ်တုဒါတင်ပို့မှုကလည်းဒါတနိုင်ငံထဲမှာဒါစုပြုံနေတော့မှမဟုတ်ဘဲနဲ့ဒီဖြတ်ထွက်လာနိုင်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတွက်လည်းဒီတလောကဒါတည်ရန်ချင်းမှာကျင်းပခဲ့တဲ့ SCO ဒါအစည်းအဝေးပြီးဒါယာယီသမ္မတနဲ့ဒါအိန္ဒိယဝန်ကြီးချုပ်တို့ဒါတိကျတွေ့ဆုံခဲ့တဲ့အစည်းအဝေးမှာမြေရှားတပ်တုပြုဖွဲ့ရေးအကြောင်းဒါဆွေးနွေးခဲ့တာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒါတရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာဒါနေနမိတ်ချင်းဒါထိစပ်နေတာဖြစ်ပြီးတော့ဒီပထဝီနိုင်ငံရေးအရာဒါအရေးပါတဲ့ဒီမြန်မာနိုင်ငံတည်ငြိမ်ရေးအတွက်ဒါအပြောင်းလဲတစ်ရပ်ဖြစ်တဲ့ရွေးကောက်ပွဲကိုလည်းဒါဖြစ်စေချင်ကြလိမ့်မယ်လို့ဒါယုံကြည်ရဲဆိုတော့အဲ့လိုအခင်းချင်းတစ်ရပ်ဒါဖြစ်ဖို့ကိုလည်းဒီနိုင်လုံအေးကော်မရှင်အနေနဲ့ခင်းချင်းပေးခဲ့ပြီးဖြစ်ပါတယ်ဒါအချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒါအခုချိန်ဟာဒီပထဝီနိုင်ငံရေးအရာဒါရေးပါတဲ့အာသာချက်တွေကိုဒါအသုံးပြုပြီးတော့နိုင်ငံတည်ငြိမ်ရေးအတွက်ဒါနိုင်ငံရေးအပြောင်းလဲတစ်ရပ်ဖြစ်ပေါ်ကိုဒါတာဆူနေကြပြီလို့ဒါဆိုရမှာဖြစ်ပါတယ်အဲ့ဒီအပြောင်းလဲမှာဒီကျွန်တော်တို့ပြည်သူလူထုကလည်းဒါနိုင်ငံတည်ငြိမ်ရေးအတွက်ဒါလိုက်ပါပြောင်းလဲဖို့ဒါလိုအပ်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်